အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြခြင်းတဲ့အကြောင်းအရာလေးကပါလဲဆိုရင် married to ရဲ့ married with ရဲ့အဲ့ဒီနှစ်ခုရဲ့ကွဲပြားပုံလေးကိုပြောပြမှာဖြစ်ပါတယ် married to ကိုကျွန်တော်တို့ကဘယ်လိုနေရာမှာသုံးလဲဆိုရင်လူတဦးတယောက်ကိုလက်ထပ်တယ်ဆိုတဲ့အကြောင်းပါဘယ်သူကိုလက်ထပ်တယ်ဆိုတဲ့အကြောင်းကိုပြောခြင်းတဲ့အခါမျိုးမှာ married to ကိုအသုံးပြုပါတယ်ဥပမာဆိုပါစို့ my brother is married to a daughter ကျွန်တော်ရဲ့အကိုကဆရာဝန်မတစ်ယောက်ကိုလက်ထပ်လိုက်တယ်she is married to John သူမက John ကိုလက်ထပ်လိုက်တယ်ဒီစာကြောင်းနှစ်ကြောင်းလုံးကဆိုရင်ဘယ်သူကိုလက်ထပ်တယ်ဆိုတဲ့အကြောင်းကိုပြောချင်တဲ့အခါမျိုးမှာဆိုရင် to လေးနဲ့ to ရဲ့နောက်မှာ noun လေးနဲ့သုံးထားပါတယ် subject that to be married to noun ဘယ်သူကိုလက်ထပ်တယ်ဆိုတဲ့အကြောင်းကိုပြောချင်တဲ့အခါမျိုးမှာ to နဲ့တွဲပြီးအသုံးပြုပါတယ် married with ကကြတော့အိမ်အောင်ပြုတ်ပြီးလို့လက်ရှိမိသားစုအခြေအနေမျိုးကိုပြောချင်တဲ့အခါမျိုးမှာ married with နဲ့အသုံးပြုပါတယ်။ဥပမာဆိုပါစို့ Jane is married with 3 children Jane ကအိမ်အောင်ကြပြီးလို့အခုလက်ရှိကလေး3ယောက်ရနေပြီလို့ပြောတဲ့သဘောပေါ့။ကလေး3ယောက်နဲ့လက်ထပ်လိုက်တာမျိုးမဟုတ်ပါဘူး။အိမ်အောင်ပြုတ်ပြီးလက်ထပ်ပြီးလို့ကလေး3ယောက်ရနေတယ်လို့ပြောခြင်းဖြစ်ပါတယ်။ John is married with 3 children, but now divorced. John is married with 3 children, but now divorced. John ကလက်ထပ်တာပြီးတော့ကလေး3ယောက်ရတယ်။ဒါပေမဲ့အခုလက်ရှိ divorced သူတို့အိမ်တော်ကြီးကွဲသွားတယ်ပေါ့။ဒါဆိုရင်ယခုလက်ရှိမိသားစုအခြေအနေအိမ်တော်ကြီးအခြေအနေကိုပြောချင်တဲ့အခါမျိုးမှာ married with နဲ့အသုံးပြုပြီးတော့မိသူကိုလက်ထပ်တယ်လူတဦးတယောက်ကိုလက်ထပ်တယ်ဆိုတဲ့အကြောင်းကိုပြောချင်တဲ့အခါမျိုးမှာ to နဲ့အသုံးပြုပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။